သမျှလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ညမှာတော့ One Friday Fight 101ပြိုင်ပွဲကြီးကျင်းပခဲ့ပါတယ်အဲ့ပြိုင်ပွဲကြီးရဲ့တတ်တမမြောက်ပွဲစဉ်အဖြစ်မြန်မာဖိုက်တာသွေးလင်းထက်နဲ့ထိုင်းဖိုက်တာယော့ကီတို့ပွဲထိုးခဲ့ပါတယ်သွေးလင်းတက်ကတော့နှစ်ပွဲဇက်တိုင်အနိုင်ရလက်ကိုပိုင်ဆိုင်ရရှိသွားခဲ့ပါတယ်သွေးလင်းတက်ကိုရှောင်ထိုးတယ်ဘလို့ထိုးနေတယ်လဲလို့ပြောပေမဲ့ကျွန်တော်သွေးလင်းတက်ကိုဒီဘက်မှာရှင်းကျူးပါတယ်သွေးလင်းတက် viewer ပိုင်းဆိုင်အများကြီးတိုးတက်လာတယ်သူအမတ်နဲ့အနိုင်ရမှာဆိုတော့သိတယ်သူ့အနေနဲ့ကျွန်တော်တခုလေးတော့အားမရခဲ့ဘူးဘလို့အားမရခဲ့ရလဲဆိုသူ့အနေနဲ့အလဲထိုးပြီးနိုင်တယ်တစ်ဖက်ကယော့ကီကိုနှစ်ကြိမ်တိုင်းသူဖင်ထိုင်ရသားပုံကျသွားအောင်လေထိုးနိုင်ခဲ့တာပဲနောက်တောင်ကျခဲ့တာပဲအမတ်စင်ရေခံခဲ့ရတာပဲရော့ကီကအဲ့ဒီအချိန်မှာဆက်ပြီးသူသာနည်းလောက်ဖိအားပေးနိုင်လိုက်ရင်ရော့ကီပုံရသားလဲတယ်သွေးလင်းတဲ့အတွက်လည်း bonus ဘတ်3သိန်းခွဲဆိုတော့ဖြစ်ကောင်းဖြစ်သွားနိုင်တယ်အဲ့ဒီတခုတော့အားမရခဲ့ဘူးကိုဖိုက်တာအတွက်ပေါ့လေတကယ်အခွင့်ရတဲ့အချိန်မှာအမိရဖမ်းဆုပ်ပြီးတော့ bonus ပါရသွားစေချင်တာနှစ်ပွဲစက်တိုင်လေအဲ့လိုဖြစ်စေချင်တာဒါပေမဲ့နိုင်နေဆိုတာနဲ့ကျင်တတ်ပါတယ်ဘာပြောဒီပွဲမှာသွေးလင်းတဲ့အများကြီးပြင်ဆင်ထားတယ်ယော့ကီကအတင်းဝင်ပြီးထိုးတာတကယ်တမ်းပြောရမယ်ဆိုရင် Rocky ရဲ့ဝင်ပြီးတော့အတင်းထိုးတဲ့ပုံစံတွေဟာသွေးလင်းတက်တာအရင်တုန်းကပုံစံတိုင်းထိုးရင်သွေးလင်းတက်မှားပြီးတော့တခုခုချီကျော်လက်ချော်ဖြစ်သွားနိုင်တယ် Rocky ဘက်ကပြန်အသာရတာမျိုးဖြစ်သွားနိုင်တယ်ဒါတော့ဒုတိယပွဲရှိပြီးခါနီအချိန်အပိုင်းရှားမှာတစ်ဖက်က Rocky ပြန်သာသွားသေးတယ်ပထမပွဲရှိမှာကတည်းကသွေးလင်းတက်ကဖိအားပေးနိုင်ပါတယ်ကစားပုံလည်းကောင်းတယ်တည်ငြိမ်တယ်ဖြည်းဖြည်းချင်းနဲ့ပွဲရတန်ကိုဆွဲတင်သွားတယ်အထူးသဖြင့်သူ့ရဲ့ရှေကန်ချက်တွေလက်သီးချက်တွေတော်တော်လေးကိုကောင်းခဲ့တယ်ပတ်တရောင်အတော့ကိုထိရောက်ခဲ့တယ်ဗျအဲ့ပတ်တရောင်ကြီးပဲနှစ်ချက်လုံးကျွေးလိုက်တဲ့ဥစ္စာယော့ကီဖင်ထိုင်လျက်သားလဲသွားတယ်နောက်တောင်ကျသွားတယ်အမှတ်စဉ်ရေတွက်ခံခဲ့ရတယ်ပေါ့ဆက်ပြီးထိုးတဲ့အချိန်မှာယော့ကီနည်းနည်းဟန်ချက်ပြက်နေပြီသွေးလင်းတက်တာဖိအားပေးနိုင်တယ်ပို့ပြီးတော့ game plan ကိုစနစ်တကျချင်းကန်နိုင်တယ်ဆိုရင် Rocky လဲတယ်အလဲတို့ခံမှာ Rocky ကလည်းနောက်ပိုင်းဒုတိယအရှိမှာသူဖင်ထိုင်လျက်သားလဲကြပြီးတဲ့နောက်ပိုင်းမှာရှုံးရင်တော့အမှတ်နဲ့ရှုံးအောင်ဆိုပြီးသူက UDP ကစားသွားတာဟိုအလဲမထုတ်ခံအောင်သူကာကွယ်သွားတယ်တံပြန်တယ်အဲ့လိုတော့သူရှိကျူးပါတယ်သွေးလင်းတက်ကဒီချိန်မှာပါနတ်တယ်အတင်းဝင်ပြီးလိုက်ထိုးတာမလုပ်တော့ဘူး viewer နဲ့ game plan မှာအလဲထိုးနိုင်မှနိုင်တာမဟုတ်ဘူးအမှတ်နဲ့နိုင်ရင်လည်းနိုင်တာပဲဆိုပြီးတော့အမှတ်နဲ့နိုင်ဖို့ကိုသူအများကြီးလုပ်သွားတယ်ဘရာဇီးနဲ့ပွဲမှာသူသိလိုက်ပြီပဲဘရာဇီးနဲ့ပွဲမှာတော့ကသူဒီအမှတ်ဆုံးတဲ့ချက်မှာအရေးနေခဲ့ရတယ်လေဒီချိန်မှာအဲ့လိုမဖြစ်ရလေအောင်သွေးလင်းတဲ့အစင်းတကျချင်းကပ်သွားတယ်အဲ့ဒီ new viewer နဲ့ game plan တိုးတက်လာတာတော့ကျွန်တော်သွေးလင်းတက်ကိုအရန်သဘောကျပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာဖိုက်တာတွေက1မှာအမှတ်နဲ့ဆုံးဖြတ်ပြီးဆိုရင်ရှုံးတာများတယ်ဘာလို့လဲဆိုတော့နီးစနစ်ပိုင်းဆိုင်ရာကိုနားမလဲလို့ပြီးတော့ game plan ကိုသေချာချမှတ်မထားလို့အခုသွေးလင်းတက်ကတော့အဲ့ဘက်ကိုရှင်းကပ်လာရင်လားမြင်ရတယ်ဒါဟာတိုးတက်မှုပါပဲသွေးလင်းတက်အနေနဲ့ရှေ့လာမဲ့ပွဲတွေမှာအခုတက်ပို့ပြီးလုတ်ပြနိုင်လိမ့်မယ်လို့လည်းကျွန်တော်ယူဆတယ် Rocky ကတော့လက်ရှိမှာ1မှာနှစ်ပွဲထိုးပြီးပြီရှေ့ရပွဲမှာသူကပြိုင်ဘက်ကိုအလဲထုံးနဲ့နိုင်ခဲ့ရင်ပဲအခုပွဲမှာတော့သွေးလင်းထက်ကိုအမှတ်နဲ့ရှုံးသွားခဲ့ရတယ်သွေးလင်းထက်ကတော့1မှာထိုင်းဖိုက်တာရင်းနဲ့ရွေးပွဲကြတယ်၄ပွဲထိုးပြီးပြီ၄ပွဲမှာသူဒီ3ပွဲနိုင်တယ်ဘရာဇီးကိုတစ်ပွဲပဲရှုံးခဲ့တယ်အခုဆိုရင်နှစ်ပွဲဇက်တိုင်အနိုင်ရတဲ့အနေအထားဖြစ်လာပြီဒီတော့ရှေ့လာမဲ့ပွဲတွေမှာအခုရလက်ကောင်းပုံစံကောင်းကိုဆက်ပြီးတော့သွေးလင်းထက်ထိန်းထားနိုင်ရင်1ရဲ့ American Dollar တစ်သိန်းနဲ့စာအုပ်ကြီးကိုသွေးလင်းထက်စိတ်ကူးရင်ခွင့်ရှိလာပါလိမ့်မယ်ပြီးတော့အခုနှစ်ပွဲဇက်တိုင်အနိုင်ရသွားပြီဖြစ်တဲ့အတွက်ရှေ့လာမဲ့ပွဲစဉ်တွေမှာသွေးလင်းထက်အနေနဲ့အခုထက်ပိုခက်တဲ့ဖိုက်တာတယောက်ကိုထိုးရနိုင်ရရှိပါတယ်ခင်ဗျာပိုကောင်းတဲ့ strength ဆောင်ကြီးပိုကောင်းတဲ့ game plan ပိုကောင်းတဲ့ new viewer နဲ့ပိုကောင်းတဲ့အောင်မြင်မှုတွေကိုသွေးလင်းထက်ရရှိပိုင်ဆိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ